အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာဘုံဘက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်စာအုပ်တွေစုံစုံလင်လင်နားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ဒီကနေ့မှာတော့ဆီယာမာဂျူးရေးသားထားတဲ့ကြောက်တိုင်နှစ်ခုဆိုတဲ့ဝိထုတို့လေးကိုဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်ဖလမ်းမှာတော့တိမ်တွေသည်စနော့ချေပွားအောက်မှာသာရွေလျားဖြတ်တန်းသွားလာလေးရှိပါသည်ရန်ကုန်မှာကြီးပြင်းခဲ့ရသောကျွန်တော်အတွက်တိမ်တွေသည်အလွန်ရကုန်စရာကောင်းသောတဘာဝအမှုပညာတစ်ခုဖြစ်၏ဘလောက်မြန်မာသောတိုက်ခေါင်မှုပေါ်မှာပဲရှိရှိတိမ်သည်စနော့အထက်ကောင်းကင်မှာဝေးကွာစွာရွေလျားနေခဲ့ကြသည်ကိုတိမ်နှင့်နီးစပ်ပတ်သက်ရလိမ့်မည်ဟုဘယ်တော့မှမတွေးတော့မမျှော်လင့်ခဲ့ဘူးပါကျွန်တော်၏ပထမဆုံးသောအလောက်ခံအချင်းတောင်ဖြင့်ချင်းပြင်းနဲ့စေးရုံဖြစ်သောဖလန်းစေးရုံတို့ရောက်လာသောအခါမှာတော့တေဆိုဒီမှာလူဤခြေပွားအောက်တွင်လည်းရှိတတ်ပါလားဟုခန်းစားသည့်ဖြင့်သိခဲ့ရပါသည်မိမိရနေသောတောင်ဆောင်၏အောက်ဖက်ကြောက်ကမ်းမနောက်ခန်းတွင်ပြုတ်ပွဲသောတင်ဆိုင်သိမ်းလက်အတန်းများတရွေ့စီမျောသွားသည်ကိုငုံကြည့်ရသောလူတစ်ယောက်၏ဘဝသည်ညီမျှပြေဆုံးခြင်းနဲ့ပွဲဖြစ်လိုက်ပါသည်လေကျွန်တော်တင်တွေကိုငုံကြည့်နေခဲ့တာကြပါပြီဗလန်းမြို့သည်တောင်ဆောင်တစ်လျှောက်တည်ထားသောမြို့ဖြစ်သောကြောင့်မြို့၏အောက်ွက်ကျန်အစွန်နှင့်အဖော်ဘကျန်အစွန်တို့ခု၏ကြားအမြင့်ပေကွာခြားမှုမှာပေတထောင်ပုံးကျင်ကန်ရှိပါသည်စီယုံသည်အမြင့်ဆုံးအပိုင်းမှရှိပြီးတစ်ဖက်၌ဂျကမားချင်းနှင့်တောင်ကြားလမ်းများကိုခဝေးမှမြင်နေရသည်ထိုဂျကမားစွန်းမှာတော့ဖြူပွေသောတိမ်တန်းများအရရှိမျက်နှာကြည့်လျာမှာမြူဆိုင်သောတောင်တန်းပြများဒါမှမဟုတ်တိမ်လိပ်တိမ်တန်းများတိမ်တွေကိုချစ်လားဟုကျွန်တော်အားတစုံတစ်ယောက်ကမေးခဲ့ဘူး၏အမှန်တိုင်းပြရလျင်တိမ်တွေကိုကျွန်တော်မချစ်ပါနည်းနည်းမှမချစ်ပါသို့တော့အမြဲတမ်းကျွန်တော်ဦးခေါင်းထက်မှသာရှိနေကြသောအရာများအဖြစ်တိမ်တွေကိုရင်ကုန်စွာစိတ်ဝင်စားမိခဲ့ချင်တာဖြစ်ပါသည်အမြဲတမ်းကျွန်တော်ဦးခေါင်းထက်မှသာရှိနေကြသောအရာဝတ္ထုများကိုယခုလိုကျွန်တော်အခြေဘဝအောက်ကလန်းလန်းမှာရောက်ရှိလာစေသောအကြောင်းတစ်ခုကြောင့်ကလန်းမြို့သည်ကျွန်တော်ဘဝအမတ်တရားများတွင်အမြဲတမ်းပါဝင်နေတော့မည်ဟုကျွန်တော်ထင်ခဲ့ဘူးသည်သို့သောဖလောင်းကိုတကယ်နဲ့ရှိုင်းစွာကျွန်တော်တတိယစေသောအကြောင်းရင်းမှာတိမ်တွေမဟုတ်ခဲ့ကြောင်းနောက်မှကျွန်တော်သိရသည်အဝေးစီမှနန်းရှိုင်းသောတောင်တန်းကြားမှာခွေးကောက်စွာပြတ်တန်းစင်းလျက်ရှိသောမဏိပူရမြစ်သည်စိမ့်ပြရောင်အလင်းရောင်တန်းလေးတစ်ခုအပြည့်တောက်ပရှင်လစွာတည်ရှိနေ၏မြို့ဖြင့်ပြားလဲနေသောနေမြင့်မညီညာသည့်အဝေးဆုံးတောင်တန်းများဒုမှအရှိသို့နီးကပ်နေသောပို၍စိမ့်မောင်သည့်တောင်တန်းများဒုတောင်စင်ပေါင်တန်းများ၏အဝေးနီးကွာခြားမှုအနက်သည်လှပသောဖွဲ့စည်းမှုတစ်ခုဖြစ်သည်တောင်တန်းများစီမှကျွန်ုပ်ဘက်သို့ပို၍နီးလာသောကြောက်ခါမစွန်းများနှင့်နှရှိုင်းသောတောင်တန်းကြားကမြေကြောင်းမြင်ကွင်းသည်အဝေးစီကနောက်ကန်တောင်တန်းမုံလဲလဲမြင်ကွင်းနှင့်ပေါင်းဆက်လိုက်သောအခါကျွန်တော်မြင်မှုသမျှအလားပဆုံးမြင်ကွင်းဖြစ်သွားလေတော့သည်သို့သောပလန်းကိုကျွန်တော်တတိယစေသောအကြောင်းမှာထိုခန္ဓာလှပသောမြင်ကွင်းပင်လျင်မဟုတ်ခဲ့ပါကျွန်တော်အောင်ရုံထဲမှာဖလန်းမြို့တရှိနေအောင်ဆွဲဆောင်ညှို့ယူထားသောအရာမှာကြောက်စာတွင်းထားသည့်ကြောက်တိုင်တစ်ခုသာဖြစ်ပါသည်ချင်းပြည်နယ်တွင်ကျွန်တော်ရောက်သမျှမြို့များ၌ကျွန်တော်သတိထားမိသမျှပြောရလျင်ဖလားနှင့်ဟာကားပုံဝင်ခြင်းသည်ကြောက်တိုင်ဆိုင်ထူရန်ဝါနာအကြီးဆုံးပုံဝင်ခြင်းဖြစ်ရန်ရှိပါသည်အဝေးပြေးလမ်းမှဘေးတင်သော၎င်းလူသွားလမ်းတောင်ပေါ်လမ်းတည်တည်ကလေးများတွင်သော၎င်းကြောက်စာတွင်ထားသည့်ကြောက်တိုင်ချက်များစိုက်ထူထားသည်ကိုကျွန်တော်တွေ့ရသည်ချောမော့သောကြောက်သားမျက်နှာပြင်ရှိကြောက်ချက်များကိုကြောက်တိုင်အဖြစ်ရေးသားတွင်ထူ၍စိုက်ထူထားလေးရှိပါသည်ပထမတော့အပွဲစည်းတစ်ခုကကြေညာချက်အနေနဲ့စိုက်ထူထားသည်ဟုထင်ခဲ့မိ၏သို့သောထိုကြောက်တိုင်များသည်ပုဂ္ဂလိကကြောက်တိုင်များသာဖြစ်ကြောင်းနောက်တော့ကျွန်တော်တည်သွားပါသည်တစုံတစ်ခုကိုပြောပြလိုသောသူများလူများများသည့်အောင်ကြီးညာလိုသောသူများသည်ကြောက်တိုင်ဆိုင်ထူ၍ပြောပြကြရန်ရှိပါသည်ကျွန်တော်သည်ဖန်လန်းစည်းရုံတွင်နှစ်တောင်ထမ်းဆောင်ခဲ့တော့လေစစကားမတက်ခဲ့ပါကျင်းစာဖတ်တတ်ဖို့ကိုတော့ပို၍ပင်ဝေးပါသေးသည်သို့သောကြောက်တိုင်များတွင်ရေသားထွန်းကျူးသမျှအရာအလုံးကိုတော့စိတ်ဝင်စားစွာကြည့်ရှုမိခဲ့သည်ကျက်တိုင်များသည်ပိုင်ရှင်ပုဂ္ဂိုလ်၏အသိပညာနှင့်ခေတ်ကာလအစဉ်တန်းပုံမူတည်၍သုံးမျိုးကွဲပြားနေ၏ရှင်းအောင်အကြဆုံးသောကြောက်တိုင်တို့တွင်အခရာစလုံးမပါပါအယုံများကိုသာရေးထိုးထွင်းထူထား၏ဥပမာကျွဲနွားစင်တစ်ပင်လူစသည့်အယုံများဖြင့်မိမိတို့၏ပိုင်ဆိုင်မှုကိုဖော်ပြထားလေရှိသည်သူထပ်ပို၍ခိမိသောကြောက်တိုင်များတွင်စလုံးအခရာများကိုရေးထိုးထားလေရှိသည်အင်းလေအခရာများနှင့်တူ၏သို့သောကျွန်တော်မဖတ်တတ်ပါ၎င်းမှာချင်းတိုင်းနာစာပေဖြစ်ရန်တူ၏တမိုင်းနှင့်မဒုဒဗေဒအစုသည်ကိုဘယ်တော့မှအစိတ်ဝင်စားမိခဲ့သောကြောင့်ချင်းစာပေအခရာဖြစ်ပေါ်လာပုံကိုကျွန်တော်မသိပါကြောက်တိုင်မာစာများကိုကျွန်တော်စိတ်ဝင်စားသည်မှာတတိယအမျိုးအစားကြောက်တိုင်များကြောင့်ဖြစ်သည်ထိုအမျိုးအစားကတော့ခေတ်အမီဆုံးအမျိုးအစားဖြစ်သည်အထက်ပိုင်းမှာချင်းဘာသာဖြင့်ရေးတိုးပြီးအောက်ပိုင်းမှာအင်္ဂလိပ်ဘာသာဖြင့်ရေးထိုးထား၏အင်္ဂလိပ်ဘာသာကိုဖတ်ရှုသောအခါကျမှထိုကြောက်တိုင်များကိုကျွန်တော်စိတ်ဝင်စားသွားသည်
ကျွန်တော်တို့ပြည်မှာတွင်ဖျားအော်ဒတိုင်းများဟိုရကြောင်းအော်ဒတိုင်းများ၌အလူရှိမိသားစုအမည်နှင့်ရဲလိပ်စာများရေးထိုးထားသည့်ပေါ်တက်နည်းနည်းပိုပြီးရေးထိုးလေးရှိ၏ဆိုပါစို့ဘဲကန်ရတဲ့နေထိုင်သောဥပစုပိုင်ဆိုင်သောမြေမှာမြည်များပိုင်ဆိုင်သောကျွဲနာမြည်များဇနီးသားများမှာမြည်သူစသဖြင့်ဖွဲ့နှင့်စွာရေးထိုးလေးရှိကြသည်ပြောပြလိုသောအကြောင်းအရာပေါ်မူတည်၍ကြောက်တိုင်အကြီးအသေးကွဲပြားတော်လဲအများအပြားလူတရက်စာလောက်မြင်ကြပါသည်ကျောက်တိုင်ဆိုင်သူများသည်မြင်းမြပါနှင့်လိမ်မာကြသည်မြင်းမြမီးတို့အကြောင်းကိုဖတ်ရှုစေခြင်းကြသည်ဆိုလျင်တောင်ပေါ်လူသားလဲမှာစိုက်တူရန်ရွေးချယ်သောနေရာများသည်ဒုတိယတောင်ပေါ်အတက်အခီးမှာခြေကုံမောပန့်၍ခိတ္တနာယူလိုသောခရီးအကွာဝေးနေရာများဖြစ်နေတတ်၏တောင်ပေါ်အတက်အခီးလန်းကိုမိသူမြမနာရန်မတက်နိုင်ပါခမနည်းနည်းမောပန်းပြီးအနားယူလိုသည့်နေရာမှာမိသည့်နေရာဖြစ်လိမ့်မည်ဟုသူတို့သိကြပါသည်ထိုနေရာမှာသူတို့ကြောက်တိုင်စိုက်ထူကြမည်ခမထိုင်လေးရဲ့အနားယူရင်အေးစစ်စစ်ဖျားတော်မူတာဖြစ်သည်ဘာမှမရှိသောတောင်ပေါ်လမ်းချမ်းတွင်ထိုင်စရာကြောက်ကုန်ကလေးနှင့်အေးစစ်စစ်မိစရာကြောက်တိုင်ကလေးရှိနေမည်ခမဘာမှမစင်စားပဲထိုကြောက်ကုန်ပေါ်မှာထိုင်မိမှာပဲဖြစ်၏ကြောက်တိုင်ကိုပြပြီးသည့်အခါမှာတော့ထိုကြောက်တိုင်မျက်နှာပြင်မှာရွှေတွင်းထားသောစလုံးများကိုခမကြည့်မိတော့မည်အများသိသောအင်္ဂလိပ်ဘာသာစာကြောင်းများကိုမြင်ရလျင်တော့အပြင်းပြေဟုသောရွေချက်နှင့်ပဲဖြစ်ဖြစ်ခမဖတ်မိတော့မှာသိကြပါသည်ဤနည်းအတိုင်းပဲကျွန်တော်ဒီလဲကြောက်တိုင်ဖတ်သူတူဖြစ်လာခဲ့ရပါသည်ကျွန်တော်ပထမကြောက်တိုင်အားလုံးလိုတွင်ရွေချက်မှာတစ်မျိုးတည်းဖြစ်၏မိမိပိုင်ဆိုင်မှုကိုဤကဘာမြေတည်၍ဒုတိယပြောပြခြင်းညာလိုသောရွေချက်များပင်ဖြစ်ပါသည်နေမီအကန့်အသတ်အကွာဝေးကိုခရီးသည်နှင့်ပြည်သူလူထုအားပြောပြလိုသောရွေချက်လဲအနေပါပါဝင်ပါသည်သို့သောအဓိကကတော့ကြောက်တိုင်စိုက်သူပုဂ္ဂိုလ်ဤအတ္တဖြင့်ပိုင်ဆိုင်မှုကိုကြောပေါ်လိုသည့်အကြောင်းရင်းပင်ဖြစ်၏ကြောက်တိုင်အားလုံးသည်ခရီးသည်ပြည်သူလူထုအားမိမိအကြောင်းကိုပြောပြနေခြင်းဖြစ်တော်လဲကျွန်တော်ကြုံခဲ့ဘူးသောကြောက်တိုင်တစ်ခုကတော့အနှဲငယ်ထူးခြားနေပါသည်ထိုကြောက်တိုင်တစ်ခုအကြောင်းမပြောပြမီထိုကြောက်တိုင်များကိုရေးထိုးစေခဲ့သောပိုင်ရှင်ပုဂ္ဂိုလ်နှစ်ယောက်အကြောင်းကိုပြောပြလိုပါသည်ပထမကြောက်တိုင်ပိုင်ရှင်မှာတော့စင်လိုက်မုံစိုးတစ်ယောက်ဖြစ်ပြီးဒုတိယကြောက်တိုင်ပိုင်ရှင်မှာတော့အကြောင်းစီရဟောင်းတစ်ယောက်ဖြစ်သည်သူတို့နှစ်ယောက်တယောက်ကိုတယောက်မသိကြပါဒုစသည်မှာသူတို့နှစ်ယောက်လုံးပြည်မကလာသည့်မြန်မာလူမျိုးစစ်စစ်များဖြစ်ပြီးချင်းစကားနှင့်ချင်းစာကိုမတက်ကျွမ်းသာတော့လေသူတို့၏ကြောက်တိုင်များသည်ချင်းဘာသာတကြံအင်္ဂလိပ်ဘာသာတကြံဖြစ်နေ၏ဒုဒပို၍ဒုစသည်မှာသူတို့နှစ်ယောက်လုံးသည်မိမိကိုမိမိတေရတော်မူသိလာသည့်အချိန်မှကြောက်တိုင်စိုက်သူပြစ်ခဲ့ရန်စိတ်ကူးပေါ်လာကြခြင်းဖြစ်၏တေကာနီတေတန်းစစ်ချက်ပေးသည့်သဘောမျိုးဟုကျွန်တော်ထင်ပါသည်ကျွန်တော်သည်ဖလန်းစေးုံတွင်အထူးဆရာအောင်မဟုတ်တော့ဒူရသောလက်ထောက်ဆရာအောင်လေးဖြစ်သောကြောင့်ထိုကြောက်တိုင်ပိုင်ရှင်ပုဂ္ဂိုလ်နှစ်ယောက်စလုံး၏နောက်ဆုံးအချိန်များတွင်ဘေးမှကျွန်တော်ရှိနေခဲ့၏မျိုး၏ဒေသစစ်ချက်များမှတစ်ခုနှင့်တစ်ခုအလုံးကွာခြားနေပါသည်တရက်တွင်စလိုက်မုံစိုးသည်ကျွန်တော်တို့ဈေးုံသို့တပုံးကင်စာယောဂဖြင့်ရောက်လာသည်ဟာကဈေးုံမှလွှဲပြောင်းပေးလိုက်သောလူနာဖြစ်သည်ယောဂရာဇဝင်ယူရင်သူ၏အလောက်ကင်ကိုမေးသောအခါလူနာသည်မုံစိုးဟုဂုံစွာဖြေခဲ့၏အမှန်တိုင်းပြောရရင်ကျွန်တော်ဘဝတွင်အမဲလိုက်မို့ဆိုခုတီကိုစာထဲမှာသာဖတ်ဖို့ပြီးအပြင်လောကမှာတခါမှမတွေ့ဘူးပါအခုတွေ့လိုက်ရသောမို့ဆိုကြီးမှာငယ်စဉ်ကတော့စာရေးကအတိုင်းထောင်ထောင်မောင်းမောင်းဗလာတောင်းတောင်းဖြစ်ပါလိမ့်မည်အခုကယောဂဝေနာ၏နှိမ့်ဆက်မှုကြောင့်ရုပ်ရည်မှာ၆တွေ့ညှိုးနှံလျက်ရှိပြီးသူ့မှာကြံသေးကရက်ဆန်ရှိသောမျက်လုံးတစ်စုံသာဖြစ်၏သူမျက်လုံးတစ်စုံကြောင့်မို့ဆိုနှင့်တူနေရသေးခြင်းဖြစ်ပါသည်ဟာကစေးုံမတန်းစာရဲ့ပေါ်မှာကိုးကွယ်သည့်ဘာသာနေရာတွင်ဘာမှမေးထားသောကြောင့်ကျွန်တော်တို့စေးုံမတန်းမှာဖြစ်ရန်လူနာအားကိုယ်တိုင်မေးကြည့်ရ၏ဘာသာမရှိဘူးဖြစ်သောအခါကျွန်တော်မအံ့ဩမိတော့ပါကျွန်တော်အားလာသည့်အချိန်များတွင်သူ့ကရင်ရှိရသောမကြခဏသွား၍ခဏတစ်ပြုတ်ရက်စကားပြုံးမိသည်လူနာဆိုသည်မှာဆရာအောင်ကိုမိသားစုထက်ပို၍ယုံကြည်အားကိုးတတ်ကြသည်မှာသုံးစံဖြစ်ပါသည်သူသည်ကျွန်တော်တို့ကကုသပေးလျင်သူယောဂပြောင်းမည်ဟုထင်နေ၏ပထမပိုင်းတွင်သူယောဂသူကင်ဆာဟုမသိပါထိုကာလများစီကလူနာသည်စကားကိုအားယူ၍ဖွင့်နှင့်တီကုန်းကပြောပြခဲ့ပါသည်ဦးလေးမဲလိုက်တာဘာတောင်းကောင်နေရလဲဟုကျွန်တော်အမတ်တမဲ့စကားဆက်လိုက်သည့်အခါသူကကောင်းရွယ်ဖြင့်ပြောပြခဲ့ပါသည်ကျောက်ကစင်တမျိုးလေးကိုပဲလိုက်တယ်စင်လိုက်ရင်အချမ်းရောင်မှုမဲ့သားကောင်တွေတွေ့ရင်တော့အသက်ရတာပေါ့လေပထမတော့သူစင်လိုက်ဒီမှာစင်ရိုင်းများကိုဖန်၍ခိုင်းစေဖြစ်အောင်လေးကျင့်သည့်လုပ်ငန်းရှင်များတန်းရောင်းချခြင်းဖြစ်လိမ့်မည်ဟုထင်ခဲ့၏သို့တော့ကျွန်တော်ချင်းမြင်ချက်မှားသွားသည်သူသည်စင်ဆွဲကိုဖျက်၍စင်ကိုတက်တော့စင်လိုက်မှုဆိုဖြစ်ခဲ့သည်စင်တွေကိုတက်ရတာပျော်စရာကောင်းလားဟုကျွန်တော်မေးတော့သူပြုံးပါသည်စင်ဆွဲဟာအလွန်တမိုးကြီးရမဟုတ်လားဆရာရဲ့စင်လိုက်ရတဲ့မိုးဆိုကလည်းထိုက်ထိုက်တန်တန်အခါကျင်းဝေရတကူမြမစင်ဆွဲဟာကမ္ဘာဈေးကွက်မှာအည်ရသွေးမိပြီးဈေးကောင်းရတယ်ဆရာ
သူသည်စင်စွယ်အကြောင်းကိုစိုက်ပျိုးရရလာသည့်ထွက်ကုန်တစ်ခုပေါ်မှာနှလုံးသားကင်းမဲ့စွာပြောခဲ့သည်စင်စွယ်ကိုထင်းထူထားတဲ့ဘဝပညာမှာမြမအမှုပညာလက်ရာကိုကဘာကအံ့ဩရတာမဟုတ်လားဆရာရဲ့စင်စွယ်တွေကိုအပြားကနေအရင်ထိပန်းတွေပန်းကတ်တွေကနုတ်တွေထွင်းပြီးဖျားရုပ်ထုလောက်ကြတာဆရာမြင်မှုမှာပါဘလောက်လာတယ်လဲလက်ရနုစိတ်ရင်စိတ်လို့တမိုးကြည့်ရနော်ကျွန်းစာတော်ဒီလုံးတစ်ခုကိုကနုတ်ပန်းထွင်လရင်လဲဒီလိုလက်ရမျိုးမရနိုင်ဘူးလားဘာဖြစ်လို့စင်စွယ်ကိုမှတွေ့ကျင်ကြတာလဲဟုကျွန်တော်မေးပြန်သည်စင်စွယ်ကအသားညက်တယ်အယောင်ကလက်ပြီးရောင်ပြေးလိုဖြစ်နေတယ်အလင်းရောင်တောင်ပေါက်တယ်ဆရာရဲ့ဖန်သားလိုပဲအလော်တွေတစ်ထပ်ပြီးတစ်ထပ်ရေးလိုက်ရေးလိုက်နဲ့တော်တော်လှတာဆရာတတဘဘူးကဘလောက်လှနိုင်မှာတော့ဒါရီယာအာကုသိုလ်တွေပဲဟုကျွန်တော်ပြောချင်သည်သို့တော့ဘာသာမရှိသောမို့ဆိုတယောက်သည်အာကုသိုလ်နှင့်ကုသိုလ်ကိုသိနိုင်ပါမလားထို့ပြင်လဝကြည့်သောစင်စွယ်မောင်ကိုသမားများအဖို့စင်မျိုးပြုတ်ခြင်းအနေရကိုတော့တွေးတောနိုင်ကြပါမလားကျွန်တော်ကြားဖို့သမျှကတော့ဘယ်မှာဆိုလားပဲရှင်းနေပေါင်းများစွာတော့ကတည်ထားတဲ့စင်စင်းချိုင်းတွေရှိတယ်အဲ့ဒီရဲကမြေအောက်ထဲမှာရှိနေတဲ့စင်စွယ်တွေကိုတူးယူပြီးအလားပကရိယာတစားပလာထုတ်လုပ်ကြဖို့ဘယ်သူမှအစိမ်မကူကြဘူးလားဦးလေးရဲ့သူကကျွန်တော်စကားကိုသဘောကျအပြင်ရေးလိုက်တော့အခါနှာကျင်မှုကြောင့်ရှုံးမဲ့သွား၏ဆရာလိုကူသုဒများတဲ့ပညာတတ်တယောက်တောင်စင်သိန်းချိုင်းပင်မှမသိရင်ကျုပ်တို့လိုလူတွေဆိုပိုဆိုးလို့မပေါ့ဆရာမတိကြတဲ့နေရာကိုသွားပြီးမတိကြတဲ့မြေကြီးတွေကြောက်လာတွေတူးရမယ့်အလုပ်ကိုဘယ်သူကလုပ်မှာတော့အလွယ်တကူမြင်နေရတဲ့အစင်တွေကိုပဲလိုက်ရှာတော့မှာဗျာကျွန်တော်ဘာစကားပြောရမှန်းမသိအောင်ဖြစ်သွားပါသည်တောဝဝေလာငါစသည့်ဒလိဆန်ဆိုရင်အပြင်ပြုလုပ်ထားသည့်စစွဲတူလည်းမဟုတ်တော့အခြားစစွဲတူများကိုထုတ်ဝေနိုင်ကြလျင်မြမြကောင်းလဲဟုကျွန်တော်စိတ်ကူးရင်မိသည်ဆရာအောင်တယောက်ဖြစ်နေလားမသိကျွန်တော်ဒီစစွဲဖြင့်ပြုလုပ်ဖန်တီးထားသောကလောက်ပန်းကလိုက်ရများကိုနည်းနည်းများနဲ့တည်းမရချေစင်ပနကောင်လောက်ဦးလေးတက်ဖို့လဲဟုကျွန်တော်မဲကြည့်မိ၏သူသည်ပထမတော့တွန်းဆုံနေသည်နောက်မှသူမဖြေချင်းဖြေပါသည်ကျုံစင်မနှကောင်တက်တယ်ဆိုတာကျုံမိသားစုတောင်တိတာမဟုတ်ဘူးဆရာရဲ့တခါလေစင်တောင်းကောင်တက်ခဲ့တယ်လို့ဖြေခဲ့တယ်တခါလေစင်ငါးကောင်တက်ခဲ့တယ်လို့ဖြေခဲ့တယ်တကယ်တော့ဘဲကမလဲဆရာရဲ့ကျုံလေဟော်ဒီလက်နဲ့စင်အကောင်ပေါင်း32ကောင်တက်ခဲ့တယ်စင်32ကောင်တက်ခဲ့တော့မိုးဆိုးကြည့်သည်မိမိယောဂမှာကင်ဆာကိုတိလိုက်ရတော့အခါစောက်တီရီမရတုံလို့သွားခဲ့လေသည်သူသည်တခါတခါဝေနာကြောင့်ငိုကြွေးပြီးတခါတခါဒေါသဖြင့်အော်ဟစ်ဆဲဆိုနေတတ်၏တခါတခါတော့ဒူရီစာညင်သက်၍ငေးကြောင်နေတဲ့ပြန်သည်သူ့မိသားစုသည်အတော်ပြည့်စုံသူများဖြစ်၍သူကျေးသူကိုလည်းတည်တတ်သူများဖြစ်၍သူလိုသမျှအရာအလုံးဆောင်ရွက်ပြီးရန်စီစဉ်ကြသည်ဘုရားဘာသာဘုန်းတော်ကြီးသည်လည်းပြင့်မီဆိုကကြွလာနိုင်သည်ခရစ်ယာန်ဘာသာဘုန်းတော်ကြီးသည်လည်းတည်ဆုံးမိပုဂ္ဂိုလ်ကိုစုတောင်းပေးရန်ပြင့်မီဆိုကြွလာနိုင်သည်သို့တော်လူနာသည်မိသည့်ဘုန်းကြီးကိုမှအလိုမရှိပေသူအလိုရှိသည်ကကြောက်စစ်သမားဖြစ်လေသည်ငါအတွက်ကြောက်တိုင်တိုင်းစိုက်ပေးပါငါဟာစင်ပနကောင်တက်ခဲ့တယ်ဆိုတာလူတွေကိုဝန်ခံသွားခြင်းပါတယ်ဒါပေမဲ့စင်တွေကိုတက်ရတဲ့အကြောင်းရင်းကိုလူတွေသိဖို့အရေးကြီးပါတယ်အဲ့ဒီအကြောင်းကိုကြောက်စာထဲမှာထည့်ပေးဖို့မင်းကတိပေးပါသူဇနီးသည်မျက်ရည်တွေကြားလျက်ကတိပေးလိုက်၏ဒီကြောက်စာကိုလူတွေအသုံးပြုအများဆုံးဖြစ်တဲ့အဝေးပြေးလမ်းမရဲ့ရှုခင်းလာကုန်နေရာမှာစိုက်ပေးပါငါတည်သွားတဲ့အခါငါဘာကြောင့်စင်တွေတက်ခဲ့ရတယ်ဆိုတဲ့ငါစေတနာကိုနာလာနာသားတွေအမြဲတည်းရနေစေရမယ်ကြားလားသူဇနီးသည်ငိုကြွေးလျက်ခေါင်းရည်၏မဆုတည်သွားသောအခါကြောက်စစ်သမားသည်မုတ်ဆိုးမာကြသည့်စကားများအတိုင်းချင်းဘာသာဖြင့်တစ်မျိုးအင်္ဂလိပ်ဘာသာဖြင့်တစ်မျိုးထွန်းတူရေးသားပေးခဲ့ရလေသည်နောက်ဆုံးစာကြောင်းမှာတော့မုတ်ဆိုးဆင်လိုက်ရခြင်း၏အစီအနာကိုမုတ်ဆိုး၏စကားအတိုင်းအင်္ဂလိပ်ဘာသာဖြင့်ရေးထိုးထားလိုက်သည်မြမဆဆွဲအည်အသွေးနှင့်ကနုတ်ပန်းထွင်ပပူးလက်ရများကမ္ဘာအစစ်မီကြောင်းတက်တည်ပြရန်မြန်မာစင်32ကောင်ကိုတက်ခဲ့ရပါသည်ဒုတိယကြောက်တိုင်ပိုင်ရှင်ပုဂ္ဂိုလ်ကျောင်းဆရာဟောင်းသည်စီယုံတို့သွေးဟန်၍ဝမ်းမဲသွားသောဝေနာဖြင့်ရောက်လာသည်ကျောင်းဆရာသည်လူပုံနှွတ်နှွတ်ဥပရိယုတ်ကောင်းကောင်းဖြစ်သည်သူသည်စကားများများမပြောချေတိတ်ဆိတ်စွာတွေးနေသည်ကများ၏သူမှာဘယ်တော့မှမိသားစုမရှိခဲ့သူကိုဦးလေးသပွဲခမင်းအားကိုသောတပည့်အောင်တစ်ယောက်နှင့်အတူနေထိုင်သည်သူယောဂသည်အစာရည်မြုံမြုံတွေးကြောများမှာတွေးရသောယောဂဖြစ်နိုင်ကြောင်းသူကိုပြောပြခြင်းကသူ့မျက်လုံးမှာမျောလင်းချက်များကိုမြင်ရသေးသည်သူကိုကြည်ညိုလေးစားသောတပည့်ဟောင်းများသည်သူအတွက်လိုအပ်သည့်သွေးကိုဖောက်၍လူရန်အစဉ်သက်တန်းစီ၍စောင့်နေခဲ့၏သွေးရခြင်းကိုတားဆီးမိငွေထောင်တောင်းနှင့်ကြည်၍ကုန်ချမိထိုးစီများစွာကိုသူ့အတွက်ဝယ်ပေးသောတပည့်ဟောင်းများကိုကြည်၍ကျွန်တော်အလွန်ကြည်နူးမိပါသည်ကျောင်းဆရာတယောက်၏ဘဝအရေးပင်မှာဒါပါပဲလားဟုကျွန်တော်ကျင်နေရသည်
သူ့ကိုတိုးစင်းနဲ့ကူတာတွေလည်းမသက်တာကွဲစစ်ကူတာဖို့ကြိုးစားတော့လေအဆိုင်အနာအောင်ကိုသာတွေ့လေသူ့ရုပ်ထွက်သည့်အဓိကနေရာကိုမတွေ့ရပြီသူသည်တတိလစ်သွားတော့လေမကြာခဏတတိပြန်ရလာ၏တင်ညမှာတော့သူသည်အချိန်တော်ကြာတတိရနေပြီသူ့မှန်ညာနဲ့အာယုံကြောများကြည်လင်လျက်ရှိသောကြောင့်ကျွန်တော်ပဲလျင်သူ့အတွက်မျောလင်းမိတော့မလို့ဖြစ်သွားသေးသည်ဆရာကျွန်တော်ကိုတခုလောက်ကူညီမလားဟုမေးတော့အခါကျွန်တော်စိတ်အားတက်တန်စွာခေါင်းညင်ခဲ့၏ကျွန်တော်အသက်ရှင်ဖို့မျှော်လင့်ချက်ဘယ်လောက်ရှိလဲကျွန်တော်သိချင်ပါတယ်ကျွန်တော်ဘယ်လိုလုပ်ဖြေရမည်နည်းလူနာကိုဆရာဝန်သည်မိသည့်အတိုင်းအတာထိပွင့်လင်းစွာဖွင့်ပြောတင်တယ်နီမျှော်လင့်ချက်အပြည့်အဝပေးပြီးလင်ညာလိုက်ရမည်လားအမှန်တိုင်းရိုးသားပွင့်လင်းစွာပြောပြအသိပေးခြင်းဖြင့်ရက်ဆက်လိုက်ရမည်လားကျွန်တော်စဉ်းစားတွေးဝင်နေသည်ကိုရှူးချစွာအကဲခတ်နေတော့လူနာ၏မျက်လုံးတွင်ကြောက်စိတ်မရှိပါ90%စီရှိပါတယ်သူတပ်ပြင်းတစ်ချက်ချ၏ထို့နောက်သူ့တပည့်အားလမ်းကြည့်သည်ဒီဘဝရှင်မှာလက်ရအသေးသက်ဆုံးကြောက်စစ်သမားတယောက်ကိုတွားခေါ်ကြည့်ချင်းပါသာစကားလည်းရေးနိုင်သူဖြစ်ရမည်သူတပည့်ထွက်သွားသောအခါသူတခုခုပြောချင်နေကြောင်းကျွန်တော်ကိုအေးအောင်ပြ၏လောကရှိသောကျောင်းဆရာဟောင်းတယောက်၏ဝကဆန်များမှာမိုးဆိုး၏ဝကဆန်များထက်စိတ်ဝင်စားစရာကောင်းလိမ့်မည်ဟုကျွန်တော်မှန်းဆမိပါသည်ထို့နောက်ကျောင်းဆရာသည်ကျွန်တော်အားသူ့ဘွားထဲမှာပေါင်းကွယ်ထားသောအပြည့်အပြတ်တစ်ခုကိုဖွင့်ပြောပြခဲ့သည်ကျွန်တော်ဇာတိကမန်းလေးမျိုးကပါကျွန်တော်မိဘတွေကဂုံသေးရှိလူကြီးလူကောင်းတွေပဲဆိုပါစို့ကျွန်တော်နဲ့နေနေလရွှေနေမြလို့လိုက်ဖက်တယ်လို့သူတို့ယုံကြည်တဲ့မိန်းကလေးတစ်ယောက်နဲ့ပေးစားဖို့သူတို့စီစဉ်ပါတယ်ဒါပေမဲ့ခက်နေတာကကျွန်တော်အိမ်တော်မပြုတ်ချင်ဘူးဒါတက်ဆိုတာကအဲ့ဒီမိန်းကလေးကိုကျွန်တော်မချစ်ဘူးဒီလိုနဲ့ပဲကျွန်တော်လုံခဲ့တဲ့10နှစ်လောက်ကဖလန်းကိုပြေးလာခဲ့ပါတယ်ဖလန်းမှာ၄-၅နှစ်ကြာနေလာတဲ့အခါကျွန်တော်ပညာနဲ့အကျင့်တီလာကိုလူတိုင်းလေးစားကြတယ်ဆိုတော့ဂုံတိတ်ခါရှိတဲ့ကျောင်းစီယာတယောက်ဘဝကိုကျွန်တော်ရခဲ့ပါတယ်။အဲ့ဒီဂုံတိတ်ခါကပဲကျွန်တော်ဘဝတည်သွားအောင်တတ်ခဲ့တယ်လို့ဆိုအောင်ပါပါဆရာ။ကျွန်တော်ချင်းလူမျိုးတွေကိုချစ်တယ်။ချင်းပြည်နယ်ကကလေးတွေရဲ့ဖွံ့ဖြိုးတက်မှုအတွက်ကျွန်တော်ဘဝကိုနှိမ့်မြုပ်ထားကြလောက်အောင်ကျွန်တော်ချစ်တယ်။ကျွန်တော်မှာမြန်မာတပည့်မတွေလည်းရှိလို့ချင်းတပည့်မတွေလည်းရှိတယ်။ဒါပေမဲ့ကျွန်တော်ဟာဆရာနဲ့တပည့်တင်ရောစင်တဲ့ဘယ်မင်းကလေးကိုမှမပိုးခဲ့ပါဘူး။အဲ့ဒါကျွန်တော်တန်ဖိုးထားဆုံးတစ္စာပါ။ကျွန်တော်ချင်းပြည်မှာနေတဲ့၍ချင်းမလေးတယောက်အပေါ်မှာစိတ်မကစားမိဖို့တန်တရာမိဖို့နောက်ဆုံးပြမချင်းမိဖို့တောင်ကျွန်တော်အမြဲတည်းထားစဉ်းကျင်ခဲ့ပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့3နှစ်တကတော့ကျွန်တော်တစ္ဆာနဲ့ကျွန်တော်အခြေချာမှာကျွန်တော်တော်တော်ဒုက္ခရောက်ခဲ့ရပါတယ်။ဆောင်းရာသီတွေမှာကျွန်တော်တောင်ချောင်းအောက်ခြေတီးသွားပြီးမက်ရီပူရာမြစ်ထဲမှာရေချိုးလေးရှိတယ်။ဆရာလည်းသိနေရောပေါ့။ဒီကအေးဒီဂရီဘယ်လောက်များလိုက်တယ်လဲနော်။ရေနွေးနဲ့ရေဆက်ကျူတာတောင်ရေလောင်းခဏနားတဲ့အချိန်မှာမေးတွေသွားတယ်ကျင်လာအောင်လေကအစိမ့်တိုင်နေတာမို့လားရေချိုးအပြီးအဝင်းနဲ့ရေတို့တာနင်းလင်းကြာသွားရင်လက်တွေချွေတွေပြာနန်းလာအောင်အေးတဲ့လေဒီတော့ဟိုကြိုင်ဝမ်အောက်ခြေကမက်ရီပူရာမြစ်ကိုပဲကျွန်တော်သွားချွေးရတယ်ရေကတော့တာမန်ဆောင်တွင်ရေးလောက်ပဲရှိတာကိုဆရာရဲ့အဲ့ဒီမှာကျွန်တော်နဲ့အတူတွေ့ရတော့တာပါပဲသူ့ရဲ့ချင်းနာမြေကတော်ရှည်နောက်ပြီးဆရာမတ်မိမှလည်းမဟုတ်ဘူးလေဒါပေမဲ့သူ့ကိုဒီပတ်ဝန်းကျင်ကတန်ငါမာလေးလို့သိနေကြတယ်သူကမြစ်ထဲမှာသူကိုယ်တိုင်ဆင်းပြီးငါးဖမ်းတာသိကျွမ်းတာကိုဆရာရဲ့နာမည်နဲ့လိုက်အောင်ပေးထားတတ်ကြပါတယ်။သူငါးဖမ်းပုံကိုဆရာမြင်စေခြင်းနဲ့ကျွန်တော်တို့လိုငါးများချင်းနဲ့ဖမ်းတာမဟုတ်ဘူးလေဆရာ။လက်နဲ့ပဲဖမ်းတာ။သူ့နောက်ကျောမှာအပိတ်ပါတဲ့ဝါချင်းပြားကလေးတစ်ခုကိုလွှဲထားတယ်။ငါးတွေဖမ်းမိတဲ့အခါနောက်ကျောကချင်းနဲ့နောက်ပြန်ပစ်ထည့်သွားတာပဲ။လက်ကတိတ်သွက်တာ။သူမေးစီအထီနဲ့တဲ့မြည်ရထဲမှာတောင်သူငါးဖမ်းတက်တယ်ဆရာရဲ့။ကျွန်တော်ရဲ့သူစုံပြီးတဲ့ပထမဆုံးနေ့မှာတော့တယောက်နဲ့တယောက်ကြည့်လိုက်တာခဏလေးပါပဲဒါပေမဲ့ကျွန်တော်နောက်ရက်တွေမှာရေချိုးသွားရင်ငါးရက်တဲ့ချောင်းမှာယူသွားတော့အတွေ့အကြုံပိုကျသွားတာပေါ့ကျွန်တော်ငါးတကောင်မှမရဘူးဗျနှစ်ရက်လောက်စုံပြီးတဲ့အခါကျတော့သူကပြုံးကြည့်တယ်သူကမြန်မာစကားမတက်ဘူးကျွန်တော်ကအချင်းစကားမတက်ဘူးသူကချင်းလိုပြောတယ်ကျွန်တော်ကမြန်မာလိုပြန်ပြောတယ်သူကကျွန်တော်ကိုဟိုမြစ်အထက်ဘက်မှာငါသွားမရဘူးပြောတယ်အဲ့ဒီနေရာကရေပြားညီပြီးပြပြလေးရေစီးတယ်ဆိုတဲ့သဘောနဲ့သူ့လက်ကလေးနဲ့အမွေအရာလုပ်ပြတယ်။ဒီနေရာကိုလက်ရိုးစိုက်ပြပြီးရေစီးကျန်းတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့လက်ဟပ်အမွေအရာလုပ်ပြတယ်။သူ့မျက်လုံးမေးမေးကလေးတွေကရေလိုက်ရင်မျက်စိပေါက်ပြော်ရော။အဲရွယ်ပချာကလေးနဲ့ပေါင်းစပ်လိုက်တဲ့အခါအရန်ကိုလာသွားရပေါ်ဆရာရဲ့။6ရက်9ရက်လောက်စုံပြီးတော့ကျွန်တော်ရှောင်းမဖြစ်မယ်ဆိုတာသဘောပေါက်သွားပါတယ်။ကျွန်တော်အဲ့ဒီမြေကမ်းကိုမသွားပဲထိန်းချုပ်နေလိုက်ရတော့လေ။ဒါပေမဲ့တန်ငါမာလေးမှာတော့အဲ့ဒါကိုထိန်းချုပ်စရာလို့အထင်မမရဘူးဗျ။ကျွန်တော်မြေဘက်ကိုမသွားတာ၄-၅ရက်ကြာတဲ့အခါမှာတော့
တန်ခါမှာလေကျွန်တော်အိမ်ရှိကဖြတ်သွားတာကိုအိမ်ထဲကနေလှမ်းမြင်ရတယ်သူကျွန်တော်ကိုရှာနေတာသိကြတယ်သူအိမ်တိုင်းကိုအသေးချာလှမ်းကြည့်ပြီးတခုရှာနေလေတယ်ကျွန်တော်အဲ့ဒီအချိန်မှာတွက်မကြည့်မိဖို့ဘလောက်တောင်ထင်ချုပ်ရတယ်လို့ဆရာထင်တယ်လေအဲ့ဒီအချိန်တွေကယောက်ျားတစ်ယောက်အတွက်အခက်အခဲဆုံးအခြေအနေပါဆရာရဲ့3-4ရက်ကြာတဲ့အခါမှာတော့သူတည်င်းရသွားပုံနဲ့ကျွန်တော်အိမ်ရှိကိုစိုက်မြက်ဝင်လာခဲ့တော့တယ်အဲ့ဒီရက်ကစောင်းဝင်ကစားပေါ့သူ့ကိုယ်ပေါ်မှာကွင်းဆောင်ဝပတဲ့ကိုပတ်ချုံထားတယ်သူ့လက်မှာ9-3-4ကောင်ကျုံနေတီလို့ကျွန်တော်ကြောင်းသားတွေရှိမှသူကျွန်တော်စီရောက်လာပြီတယ်ဗျာကျွန်တော်တော်တော်ဖြုံသွားတယ်သူတကူအမွေအပြလိုက်ရင်ဒုက္ခပဲလို့စိုးရင်လိုက်ရတာဒါနဲ့ကမန်ကနန်မျက်နှာသားတီတီနဲ့အိမ်ရှိဘောက်ကိုတွားရရတာပေါ့ဘာလာလို့တာလဲလို့ကနေနေမေးလိုက်တယ်ကျွန်တော်မြန်မာစကားကိုသူနားမလဲပေမဲ့ကျွန်တော်မျက်နှာသားကိုသူနားလဲသွားတယ်သူမျက်နှာဖြက်ကနေညှိုးသွားလိုက်တာမြည်ရဲစရာတော့မရှိပါဘူးဗျာသူကကျွန်တော်ကိုသူကိုင်းလာတဲ့ငါးရွက်လေးကိုရိုးရိုးသေးသေးလှမ်းပေးတယ်ဗျာနောက်ပြီးကျွန်တော်ကိုတခဏစိုက်ကြည့်နေပြီးဖြုတ်ကနေလက်ပြန်တော့ပါလေရောဗျာသူ့အကြည့်ကိုကျွန်တော်အတီးဒီအကြည့်ကိုဘယ်တော့မှကျွန်တော်မေ့နိုင်တော့မှာမဟုတ်ဘူးသူဒီခဏကြာအောင်မျက်စိမိတ်၍ငြိမ်သက်နေရသူတတိလက်သွားပြန်ပြီဟုကျွန်တော်ထင်လိုက်မိ၏ထို့ကြောင့်ခွန်နာမှာအတာထရန်ဟန်ပြလိုက်သည်သို့တော်သူတတိမလစ်ပါကျွန်တော်ဘာလုပ်မယ်လို့ဆရာတင်လဲလေဆန်တက်တဲ့ပြင်အာယူပြုံးကကျွန်တော်ကိုမေးသည်ကျွန်တော်ဦးကြောင်ကြောင်ဖြစ်သွား၏ကျွန်တော်ငြိမ်သက်နေတော့အခါသူကမျက်လုံးဖွင့်ကြည့်ပါသည်ကျွန်တော်တွေကနေထွက်သွားလိုက်တယ်ဆရာဖလန်းကနေထွက်သွားလိုက်ပါတယ်မနက်လေးကိုလည်းမပြန်ချင်နိုင်နဲ့ကလေးမှတလားလောက်သွားနေလိုက်တယ်ကလေးစိတ်မပြောတဲ့ပြောတငါမှလေးယခုချိန်လောက်ဆိုရင်နော်ရင်းစိတ်မှာတွေးခဲ့ပူးတဲ့လူကြီးတစ်ယောက်ကိုမေးလောက်ပြီးလို့ကျွန်တော်ယုံကြည်လာတဲ့ကာလအထိပေါ့အဲ့ဒီကာလတွေမှာကျွန်တော်မညာမတာပြင်ဆင်ဆေးပြီးအမှန်တိုင်းမြင်သွားတာတခုရှိတယ်တငါမလေးကိုကျွန်တော်ရှောင်ခဲ့တာဟာချင်းပြင်းနေမှနေပြီးရှင်းမလေးတယောက်နဲ့မပတ်သက်စီရဘူးဆိုတဲ့ကတ်ကြောင်ကြောင်အယူရစားကြောင်ကြီးမဟုတ်ဘူးဆရာရဲ့ငါးဖန်ပြီးငါးရောင်ရဲ့အသက်မွေးရတယ်တငါမလေးတယောက်နဲ့မပတ်သက်ခြင်းတဲ့အကြောင်းလေးပါတယ်ဒါကိုကျွန်တော်သိသွားတယ်လေဂုံရရှိမွေရှိရဆိုတဲ့မိန်းကလေးတယောက်ကိုလက်မထက်ချင်တဲ့ကျွန်တော်ဟာတငါမလေးတယောက်ကိုလည်းမပတ်သက်ချင်ပြန်ဘူးလေဒီလိုနဲ့ကျွန်တော်ဟာတလားလောက်ကြာတဲ့အခါမှာတော့ဖလန်းကိုပြန်လာခဲ့တယ်ဒီကိုရောက်တော့ကျွန်တော်ရင်စိုးစရာတဲ့တခုကျွန်တော်စီကိုရင်ဝါစီစီခံလိုက်တယ်လို့ပဲတခါမှလေးဆုံးသွားပြီဆိုတဲ့တင်းပေါ်ဆရာကြီးဘာကြောင့်ဆုံးတယ်လဲဆိုတော့ရင်းနှစ်သေးတယ်လို့ကျိုးတရားပေါ်ကနေကြာပြီးသေးတယ်လို့ဓာတ်လိုက်ပြီးသေးတယ်လို့ကျွန်တော်နဲ့ငယ်မျက်မှောင်ကျိုးလိုက်တော့အခါသူကကျွန်တော်ကိုခဏလေးစိုက်ကြည့်နေပြီးမှစကားဆက်တယ်ဓာတ်လိုက်တယ်ဆိုတာကဒီလိုဆရာရဲ့အချို့ကမရီပူရာမြေထဲကငါးတွေကိုအစူးလိုက်ပြုံလိုက်ရဖို့အတွက်ရေထဲကိုလျှက်စီးနဲ့စီအောင်လုပ်ပြီးဖမ်းကြတယ်ဗျာဒီမြစ်ကအမျိုးရဲ့ဟိုအနက်ဆုံးကြိုင်ထဲမှာအဝေးရှိနေတော့ဒီမြစ်ကိုငါးပန်းတဲ့လူမရှိတော့ပါပဲရေချိုးတဲ့သူလည်းရှားပါတယ်မြင့်ပြတဲ့လျှောက်တောင်ကွေ့တောင်ဆွဲကင်းတဲ့နေရာကနေသူတို့ဒိုင်နမိုက်နဲ့ခွဲတာတို့လျှက်စီးနဲ့စီးခိုင်းတာတို့လုပ်ကြတာပေါ့လူသူခင်းရှင်းလို့လွတ်လိုက်တဲ့အခါတောင်အကွယ်မြေရောက်ရည်ထဲမှာတရရောက်ရှိနေရင်မမြင်နိုင်ဘူးပေါ့လျှက်စစ်နဲ့တက်လိုက်ပြီးတင်မယ်စွန်လဲတင်နိုင်တာပေါ့ဒါပေမဲ့နေပေါင်းများစွာအတွင်းတခါမှဒီလိုအဖြစ်မျိုးမရှိဘူးပါဘူးအဲ့ဒီတော့အလောင်းကိုလည်းကျွန်တော်တို့မမြင်ရတော့တန်ငါမာလေးနဲ့ကျွန်တော်တို့အတိုင်းဝိုင်းလဲဝေးတော့ဘလို့တည်ရဲဆိုတာဘလို့တည်နိုင်ပါလဲတေချာတာတခုကတော့သူတည်သွားပြီပြည်ရင်မှာသူအလောင်းကိုဆဲယူရတယ်ဒါပဲပေါ့ဆရာရဲ့အဲ့ဒီနေ့ကစားပြီးကျွန်တော်သွားလျာမှာသူ့ဝိညာဉ်ပါလာတယ်လို့ကျွန်တော်ထင်ခဲ့တာပဲကျွန်တော်ရေချိုးမဟုတ်ပဲငါးပတ်မဟုတ်ပဲမြေကမ်းမကိုခဏခဏဆင်းမိတာဘာကြောင့်လဲကျွန်တော်ကိုယ်တိုင်လည်းမသိနိုင်ပါဘူးညီရဲ့စီတံကိုကျွန်တော်တနေ့လုံးနားထောင်နေခဲ့တယ်သူ့ရရနဲ့တိတ်တူတာပဲသူ့ဝိညာဉ်ဟာမြေကမ်းမပတ်ဝန်းကျင်မှာပုတ်ပြီးပျော်ဟန်တူပါရဲ့ဆရာရဲ့တကယ်တော့ကျွန်တော်ဟာတက်တိကြောင်းခဲ့ပါတယ်အချီယန်တွေလွန်ပြီးသွားတဲ့အခါကျမှကျွန်တော်လိုချင်တဲ့ဘဝဟာဘာလဲလို့သိခဲ့ရတယ်လေကျွန်တော်တက်တိကြောင်းမိတာကိုသူသိပြီးမှသိလာတာပါအခုတော့ကျွန်တော်ဟာမိန်းကလေးတစ်ယောက်ကိုချစ်မြတ်နိုးခဲ့မိတယ်ဆိုတာကိုဘယ်သူမှမဆိုဖွင့်ပြောဖို့မလေးတော့ပါဘူးကျွန်တော်ကိုတန်ငါမလေးတစ်ယောက်ကအချစ်နေခဲ့သလားလို့တွေးရမှာကိုလည်းဂုံငယ်တယ်လို့မထင်တော့ပါဘူးအခုတော့ကျွန်တော်မသေးခင်ကျွန်တော်ဘဝကိုကြီးညာခဲ့ပါတော့မယ်ဒါမှလည်းကျွန်တော်အသေးဖြောင်းတော့မယ်ဒါကြောင့်ကျွန်တော်မသေးခင်ကြောက်တိုင်လေးတစ်ခုလောက်စိုက်ခဲ့ချင်ပါတယ်သူဒီသူ့ကိုယ်သူတည်တော့မယ်ဟုတည်သွားတော့အချိန်မှာပိုးရပင်တင်းငယ်အေရီရနေ၏ကျောင်းစစ်သမားနဲ့သူတပည့်တို့အားမှားစရာရှိတာတို့ကိုအေးစစ်စစ်မှာသွားနိုင်သည်တတိလေးလိုက်ပြန်လည်လိုက်နဲ့သူဒီအနှဲငယ်ပင်ပြုံးလိုက်ပါသေးသည်ကျွန်တော်ဒီကျောင်းစီယာဟောင်းတည်ဆုံးသွားသည်ကိုမသိမမြင်လိုက်ရပါအနည်းရှိလူနာများသည်လည်းမသိလူတွေဘက်ကလည်းကနေပေါ်မေးတင်၍အိပ်ပျော်နေသဖြင့်မသိလိုက်ပါ
တေဆုံးကြောင်းအန်တီဗျူရန်နနက်၈ နာရီအချိန်မှာသူကရင်နာကျွန်တော်ရောက်သွားတော့သူ့နှကမ်းမှာပြုံးနေအောင်ရှိနေသည်ကိုတွေ့ရလေသည်။ကျောင်းစီယာဟောင်း၏ကြောက်တိုင်းသည်အဝေးပြေးလမ်းမပေါ်မှာမဟုတ်တောင်ပေါ်လူသွားလမ်းမှာမဟုတ်လူသူကင်းရှင်းသည့်မရိပူရာမြေကမ်းပါပင်တောင်ဆွဲတစ်ခုမှဖြစ်သည်။ထိုနေရာမှာစိုက်ဖို့သူတစ်ပည့်ကိုသူအသေးချာမှသွားခဲ့သည်ဆိုပါသည်။ထိုနေရာသည်သူနှင့်သူချစ်သူတန်ဃာမာလေးစုံတွေ့ခဲ့ပူသောနေရာဖြစ်ခြင်းဖြစ်နိုင်ပါသည်။သူ၏ကြောက်စာမှာရိုးရှင်းစွာတူတောင်း၏ဤမျိုးတွင်နေထိုင်သွားသောကျောင်းစီယာဦးအောင်ဖေးသည်တန်ဃာမာလေးတစ်ယောက်ကိုတတိယသောအပြင်ဤကြောက်တိုင်ကိုထားရဲခဲ့ပါသည်ထိုကြောက်တိုင်နှစ်ခု၏ဖွင့်ရဝန်ခံချက်နှမျိုးစလုံးမှာကျွန်တော်မနစ်သက်သောဝန်ခံချက်များဖြစ်၏သို့သောထိုနှမျိုးစလုံးကိုကျွန်တော်မမေ့နိုင်ပါဖလန်းနှင့်ဝေးကွာခဲ့တော်လဲထိုကြောက်တိုင်များသည်ကျွန်ုပ်ကိုဆွဲဆောင်ညှို့ယူထားစေဖြစ်ပါသည်ဒီနေ့အစီအစဉ်လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီနောက်ဆင်ပေးကြတဲ့တူတယောက်စီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်နောက်ထပ်စာအုပ်ပေါင်းများစွာကိုလည်းစဉ်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကိုစောင့်မျှော်အားပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ်